ကဲဒီလိုနဲ့ဆက်လိုက်ရအောင်တငယ်ချင်း3ယောက်ဆူတောင်းတိုင်းပြည့်တယ်ဆိုပြီးနာမည်ကြီးနေတဲ့ရွာနေတို့ကဖျားเจ้าကိုရောက်သွားကြတယ်ဒါပေမဲ့သူတို့တောင်းလိုက်တဲ့ဆူတစ်ခုကသူတို့ဘလို့ထူးဆန်းပြီးအန်ထေများတဲ့ကဘာကြီးတဲ့ဆွဲခေါ်သွားမလဲဆိုတာကိုတော့သူတို့လုံးဝမသိချကြဘူးပေါ့ဒါပေမဲ့ဒီလိုမိကုန်းတစ်ခုမေးကြည့်ခြင်းတယ်ကိုအသေးအတန်လိုချင်နေတဲ့ဆူတောင်းတစ်ခုကပဲကိုမိစားရီပြည့်နေတဲ့ကဘာကြီးထဲမှာပိတ်မိသွားစေခဲ့မယ်ဆိုရင်ကောဘယ်လိုဖြစ်သွားမလဲသူဆူတောင်းပြီးတိတ်မကြပါဘူးကာဇူကီတိုင်ဂျီနဲ့ဆန်နီတို့3ယောက်ဘယ်ကဘလို့ပေါ်လာမှမသိတဲ့ထူးဆန်းတဲ့စောက်ဆိုင်ဒီဇိုင်းရှိကိုရောက်သွားရောအဲ့ဒီဆိုင်ထဲမှာပဲသူတို့ရဲ့ကန်ဂျမာကိုတစ်စစ်ချိုးပြောင်းလဲပြက်မဲ့ Ghost Book ဆိုတဲ့စောက်ကိုတွတ်လိုက်ရတာပဲပါသူတို့ဆီယာမယိုကိုနဲ့အတူဆိုင်ထဲကနေအမြန်ဆုံးပြန်ထွက်လာခဲ့ကြတယ်ဒါပေမဲ့အပြင်ဘက်ကဘာကြီးကသူတို့တီးကျတဲ့ကဘာမဟုတ်တော့ဘူးဗျလမ်းဒီပေါ်မှာလူတယောက်မှမရှိဘူးအရာအလုံးမှထူးထူးဆန်းဆန်းနေဖြစ်နေပြီးအဲ့ဒီမှာတင်သူတို့လုံးဝပိတ်မိနေပြီဆိုတာကိုသဘောပေါက်သွားကြတော့တာပဲနေကဘာတစ်ကပြောရရင်တော့စီမင်းဆိုတာမရှိသလောက်ပဲမြို့ကြီးတစ်ခုလုံးကလူသူကဲမဲ့နေတယ်ဖုံးတွေကလည်းလုံးဝအလုံးမလုံးတော့ဘူးအရာဝတ္ထုတွေကရုတ်တရက်ပေါ်လာလိုက်ပျောက်သွားလိုက်နဲ့တကယ်ကို glitch ဖြစ်နေတဲ့ကဘာကြီးပေါ့ဒီလိုအထီးကျန်ပြီးရှုပ်ထွေးနေတဲ့နေရာကြီးမှာသူတို့တွေတည်းမဟုတ်ဘူးဆိုတာကိုလည်းမကြခင်မှာသိလိုက်ရတယ်ဟုတ်ပါတယ်သူတို့ရဲ့တငယ်ချင်းမီနာထိုလည်းဒီထဲမှာအတူတူပိတ်မိနေကြလားပါကဲဒီလိုကဘာကြီးကနေလွတ်မြောက်ဖို့နီလန်ကတော့ရှိလားရှိပါတယ်တခုတည်းသောနီလန်ကတော့အဲ့ဒီ Ghost Book ရဲ့စံတမှုကိုအောင်မြင်ဖို့ပဲပြောရရင်တော့သူတို့အားလုံးအသက်ကိုလောင်ချထပ်ပြီးကစားရမယ့် game တစ်ခုတည်းကိုမဝင်ချင်ပဲဝင်လဲရပြီပေါ့ game ရဲ့စီးမင်းတွေကရိုးရှင်းတဲ့လောက်6ဆရာကောင်းနေရိုးကိုင်းလို့ခေါ်တဲ့မိစ္ဆာ9ကောင်ကိုဖမ်းရမယ်ဒါပေမဲ့အချိန်ကန့်သက်ချက်ရှိတယ်ဗျာစာအုပ်ပေါ်ကမင်း3ချောင်းမပြောက်ခင်အပြီးဖမ်းရမှာမင်းတစ်ချောင်းကတရက်ဆိုတော့စုပေါင်း3ရက်ပဲအချိန်ရမယ်တာမန်လို့ချိန်ရပြီမဲ့တကယ်လို့ရှုံနေခိုင်ရင်ဒီကဘာမှာထာဝါပိတ်မိသွားမှာပါโอเคပထမဆုံးမစ်ရှင်ကဘာလဲဆိုတော့သူတို့ရဲ့ဆူတောင်းကိုခိုးယူသွားတဲ့ဒိုင်းချူဆိုတဲ့ယိုကိုင်းကိုဖမ်းဖို့ပဲအစိုးဆုံးကဘာလဲဒီလားအဲ့ဒီကောင်ကတခြားမှာမဟုတ်ဘူးသူတို့အိမ်ထဲမှာတင်ဖုံးနေလားဗျာဒီတိုင်ချူဆိုတဲ့ကောင်ကတေးသေးလေးပြီးတော့အရန်ကိုမြန့်တာဒါပေမဲ့တိုင်ချီကတော့တော်တော်ပါနေတယ်သူဟောင်းထဲမှာအကြံတစ်ခုရသွားတယ်အဲ့ဒါကဘာအစမ်းတကျယ်မှမဟုတ်ဘူးတာမန်ဆောင်တစ်ထည့်ကိုပဲတုံးပြီးအဲ့ဒီယိုကိုင်းကိုထောင်ဖမ်းဖို့စ조사ခဲ့တာပါပြီးတော့သူတို့အစီအစဉ်ကအောင်မြင်သွားတယ်ဗျတကောင်တော့ဖမ်းမိသွားပြီဒါပေမဲ့နောက်ထပ်6ကောင်တောင်ကြံသေးလေအချင်းကလည်းတဖေးပြေးနဲ့ကုံဆုံးလာပြီဒီလိုနဲ့တကောင်ပြီးတကောင်သူတို့ဆက်ပြီးအမဲလိုက်ရတော့တာပေါ့ယိုကိုင်းတကောင်ချင်းစီရဲ့အားနည်းချက်ကိုရှာတယ်ပြီးတော့သူတို့ရဲ့ဉာဏ်ပညာနဲ့တီးမော့ကိုသုံးပြီးပါနတ်တဲ့ထောင်ချောက်တွေနဲ့ဖမ်းကြရတော့တာပဲဥပမာယာမာဘီကိုဆွဲတောင်ဘီလို့ကြီးလို့ပေါ့သူကတော်တော်အားကြီးတယ်ဒါပေမဲ့သူ့မှာထူးဆန်းတဲ့အားနည်းချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့စကားကြမ်းကြမ်းပြောတဲ့သူဆဲတဲ့သူဆိုရင်လုံးဝတီးမခတ်နဲ့ပဲဝင်တိုက်ခိုက်တော့တာပဲအဲ့တော့သူတို့ဘလို့ဖမ်းခဲ့လဲဆိုတော့လေအစီအစဉ်ကရိုးရှင်းတလောက်အန်တီရဲ့မြောက်တယ်ဒါပေမဲ့တော်တော်မိုက်တယ်သူကိုဆဲဆိုချိန်မောင်ပြီးအပြင်ကိုဆွဲထုတ်လိုက်တယ်ပြီးတာနဲ့ Ghost Book နဲ့တိုင်းမိအောင်လှည့်စားပြီးဖမ်းလိုက်တာပဲဒါနဲ့ပဲနောက်ချက်တကောင်ထားပြီးအောင်မြင်တော့ပြန်ရောအခုဆိုရင်9ကောင်ပဲကျန်တော့တယ်နောက်တကောင်အီတမ်မိုမန်သူကကြတော့ပြန်နေတဲ့အဝတ်ဆိုလိုမျိုးယိုကိုင်းတကောင်ပေါ့သူ့ရဲ့အဓိကအားနည်းချက်ကတော့အညစ်အချင်းနဲ့မတန့်ရှင်းတာတွေကိုလုံးဝမုန်းတာပဲဒီတစ်ခါမှာတော့တကယ် team effort လိုအပ်ခဲ့တယ်အရင်ဆုံးစွန်တလုံးနဲ့သူ့ကိုဆွဲဆောင်လိုက်တယ်ပြီးတော့ဆန်နီယိုကိုနဲ့မီနာတို့အားလုံးပေါင်းပြီးအဲ့ဒီယိုကိုကိုင်းကိုအယောင်ဆိုးထားတဲ့ရေတွေနဲ့ပတ်ချက်လိုက်တာအဲ့ဒီတော့မှမြေပေါ်ကိုပြုတ်ကျလာပြီးဖမ်းနိုင်ခဲ့တာပေါ့ဒါပေမဲ့တခုစဉ်းစားစရာရှိတာကသူတို့ဘာလို့ဒီလောက်ထိအသက်ဆုံးပြီးစူးစမ်းနေကြတာလဲသူတို့ကိုယ်ကိုယ်လွတ်မြောက်ဖို့တခုတော့မဟုတ်တော့ဘူးနော်ဟုတ်ပါတယ်ဒါကသူတို့လွတ်မြောက်ဖို့တတ်မဟုတ်ဘူးသူတို့ထင်ငယ်ချင်းတယောက်ကိုကက်တင်ဖို့ထို့တိုက်ပွဲတစ်ခုလည်းဖြစ်နေလို့ပါပဲဒီနေရာမှာပဲဇလောင်းရဲ့အဓိကအချက်ကိုတီးလိုက်ရတော့တာပဲသူတို့တောင်းခဲ့တဲ့ဆူတောင်းအဲ့ဒီဆူတောင်းကတငယ်ချင်းမီနာတိုကိုကက်တင်ဖို့ပါတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်ကဘာမှာမီနာတိုကကြောက်စရာကောင်းတဲ့ accident တစ်ခုဖြစ်ပြီးစီးရုံမှာတေလူမြော်ဝါဖြစ်နေတာပါအဲ့ဒါကြောင့်သူတို့ကသူ့အထက်ကိုကယ်တင်ဖို့ဆူတောင်းခဲ့ကြတာအဲ့တော့သူတို့ရဲ့မျောလင့်ချက်အောင်လုံးကနောက်ဆုံးနဲ့အစွမ်းထက်ဆုံးယိုကိုင်းဖြစ်တဲ့ဂျီဇူရီပေါ်မှာပဲမူတည်နေတော့တယ်ဘာလို့လဲဆိုတော့ဂျီဇူရီမှာအချိန်ကိုနောက်ပြန်လှည့်နိုင်တဲ့စွမ်းရှိတယ်သူ့ကိုဖမ်းနိုင်မှသာသူတို့ရဲ့ဆူတောင်းကပြေးမှာမီနာတို့ရဲ့အသက်ကိုကယ်နိုင်မှာပါဒါပေမဲ့နောက်ဆုံးတိုက်ပွဲကသူတို့ထင်ထားတာတဲ့အများကြီးပိုခက်ခဲခဲ့တယ်
ဂျီဇူးတွေကသူတို့အရင်ဖမ်းထားတဲ့ယိုကိုင်တွေနဲ့စွမ်းအားကိုတော့ပြန်ဆုပ်ယူလိုက်ပြီးအရင်ကတဲ့အစားပေါင်းများစွာပိုကြောက်ဖို့ကောင်းတဲ့ပေါင်းဆက်မိစာကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားခဲ့တာဗျာ အခြေအနေကတကယ်ကိုမျောလင့်ချက်မရှိတော့သလိုပါပဲအဖွဲကတောင်စုတ်ခွာဖို့ဆုံးဖြတ်လိုက်ရတယ်ဒါပေမဲ့ကာဇူကီကတော့မီနာတိုကိုလက်မလျော့ခဲ့ဘူးသူ့ကြောတဲ့ရန်တူစီကိုဖြန့်ချသွားတယ်သူ့ကိုမြင်တော့ကြံတဲ့သူတွေလည်းသူ့နောက်ကိုလိုက်သွားကြပြီအယောင်ဆောင်ယိုကိုင်းကိုတားကောင်တွေနဲ့တုံးတဲ့ပါးနှက်တဲ့အစီအစဉ်နဲ့နောက်ဆုံးမှာတော့ဂျီဇူးတွေကိုအနိုင်ယူနိုင်ခဲ့ပါတယ် ဒီလိုနဲ့ပဲရာအာနုံပြီးဆုံးသွားခဲ့ပါပြီနောက်ဆုံးယိုကိုင်းကိုဖမ်းမိသွားပြီဆိုတော့သူတို့ရဲ့စုတုံးကိုတောင်းဆိုရမယ့်အချိန်ကိုရောက်လာခဲ့ပြီပေါ့ ကာဇူကီကဂျီဇူရီရဲ့ဆွမ်းအားကိုတုံးပြီးအချိန်ကိုနောက်ပြန်လက်လိုက်တယ်။သူ့ဘေးကိုပြန်ရောက်သွားလဲဆိုတော့မီနာတို့အက်ဆီဒင့်မဖြစ်ခင်စက္ကန့်ပိုင်းကလို့ကိုပေါ့။အဲ့ဒီမှာသူကအချိန်မီတတိပေးအော်ဟစ်လိုက်နိုင်တဲ့အတွက်ကျမစူကြီးကိုပြောင်းလဲပြတ်နိုင်နေပါတယ်။မီနာတို့အသက်ပေးကလွတ်သွားခဲ့ပါပြီ ဒါပေမဲ့ဒီဇလန်ရဲ့အစုံတက်ကချူမြင်ခါတတ်တယ်လို့ပြောရမယ်။စူတောင်းပြေသွားပေမဲ့သူတို့အားလုံးရဲ့မှတ်မြင်သည့်ဖြစ်စည်းကန်လဲရတယ်။သူတို့ကိုယ်တိုင်ကဲတင်ခဲ့တဲ့ကဘာကြီးစီကိုပြန်ရောက်သွားပေမဲ့သူတို့ရဲ့ဆွန့်လွတ်အနစ်နာခံမှုတွေသူတို့ရဲ့ဆွန့်စားခံတွေကိုဘယ်တော့မှပြတ်မမိနိုင်တော့မှာမဟုတ်ပါဘူး ဒီဇလန်ကတော့သူငယ်ချင်းတယောက်အတွက်ဘလောက်အထိရာကိုဆွန့်လွတ်နိုင်တယ်လဲဆိုတဲ့တတိအကြောင်းကိုပြောပြသွားတာပါပဲကဲနောက်ဆုံးအနေနဲ့မိခွန်းတစ်ခုထားခဲ့ကြပါရဲ့တကယ်လို့များကိုလက်ထဲမှာ Ghostbook ကိုပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင်တော့ဘလို့ဆူတောင်းမျိုးအတွက်ရာအားလုံးကိုစွန့်စားရဲမလား